ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော် Hot RNG ဆိုတဲ့ game ထဲမှာအောင်စပူစီးရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာအောင်စပူနဲ့တူတဲ့တကောင်ယူလိုက်တယ်ပေါ့နော်โอเคကျွန်တော်ဒီညင်းကိုကျွေးဖို့လို့အစာဝယ်ရမယ်တဲ့အဲ့တော့ကျွန်တော်အစာတော့ဝယ်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီကောင်အစာကြီးရေပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အကုန်လုံးကိုညက်ခင်းတွေဝယ်လိုက်ပါမယ်ဒီကောင်ညက်ကျွေးပါမယ်โอเคပါအမကြီးကျေးဇူးပါအေးမောင်လေးရေနောက်လေအပေးအောင်နော်ကျွန်တော်မှာညင်းကတော့2ကောင်ရှိတယ်ကျွန်တော်အနေနဲ့ဒီညင်း2ကောင်လုံးကိုအစာကျွေးလိုက်မယ်ဆိုရင်တော့သူတို့2ယောက်ကိုမိတ်လိုက်ပြီးကြခြင်းပါပေါ့နော်ဆိုတော့ကျွန်တော်ဒီအောင်စပူကိုကျွန်တော်အစာညက်ကျွေးလိုက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ကောင်တော့ကျွေးပါမယ်โอเคဒါဆိုရင်တော့သူတို့2ယောက်ကအဲ့လိုပဲ2ယောက်လုံးကြီးပြီးတော့ကစ်ဆင်ဆွဲမှာပါအိုးအဲ့လိုနဲ့ပဲကျွန်တော်တို့ကလေးလေးတယောက်ရလာရွေးတင်ပါတယ်အောင်လေးမွေးလာမလဲမသိဝေးသူတို့2ယောက်နဲ့လည်းဘာမှမဆိုင်ဘူးအဖေကအကျူရောင်အမေကအမဲရောင်မွေးလာတဲ့ကောင်လေးကမီးကိုရောင်လေးပေါ့နော်ပေါက်စာလေးပါအောင်မှအဲ့ပြီးရဲ့နောက်တော့ဒီပေါက်စာလေးကိုတူမိပါတယ်လို့ပဲကျွန်တော်ညက်ကျွေးလိုက်တာအကောင်ကတန်းကြီးလာပါတယ်အဲ့ဒီနောက်တော့ကျွန်တော်ဒီညင်းလေးကိုတုံးပြီးတော့ညင်းစည်းကြိုင်ပွဲတစ်ခုမှဝင်ကြိုင်ခဲ့ပါတယ်အောင်စပူရဲ့ဒါအဖေတူတာချစ်တာကြောင့်မလို့ညင်းစည်းကြိုင်ပွဲမှာအစင်4ရောက်ခဲ့ပါတယ်ဒါပေမဲ့4ရောက်ထဲကြိုင်တာကပိုင်ကျော်နေရအဲ့ဒါပြီးရဲ့နောက်တော့ကျွန်တော်အောင်စပူကိုတူမိမနဲ့ထပ်ပြီးတော့မိတ်လိုက်ခိုင်းလိုက်ပါတယ်မွေးလာတဲ့ကလေးကအဖေနဲ့တူတာဆိုလို့သပင်ပဲရှိတယ်အသားရောင်အစားတခြားစီမွေးလာတဲ့ကလေးကဘယ်လိုကြောက်နေဒီကောင်စောက်ကြီးစောက်ကျင်နေပေါ့နော်ကျွန်တော်ညက်မစားပါဘူးအဲ့ဒါကြောင့်မလို့တူအတွက်နောက်ထပ်အစားတောက်တစ်ခုတော့ဝယ်ပေးမလို့ပါဟုတ်ကဲ့ပါအမကြီးကျွန်တော်တို့ညက်မစားတော့လို့ညင်းနေရကျွန်တော်အဲ့တော့ပန်းတီးလေးတစ်လုံးဝယ်တော့လိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီအောင်စမှုရဲ့တားကတော့အတက်တော့ဒီနေ့ကြီးနေပြီတို့ညစ်ချပြီးတော့ကျွန်တော်ပန်းတီးကျွေးပါမယ်ပန်းတီးကလည်းသူ့အတွက် level ကနှိမ့်နေသေးတယ်တဲ့ဖာဒီကောင်စောက်ကြီးစောက်ကျင်နဲ့ရောမင်းဘာမှမစားနဲ့အငတ်ထားမှာအဲ့လိုလေအောင်စမှုရဲ့တားကိုကျွန်တော်အမှတ်ထားပြီးတော့ညင်းစည်းကြိုင်လိုက်တာဒီတစ်ခါမှတော့ကျွန်တော်အဆင့်လေးမဟုတ်တော့အဆင့်3ရခဲ့ပါတယ်ဒါပေမဲ့3ယောက်ထဲကြိုင်တာဒီကောင်ကကျွန်တော်ပန်းတီးမစားရအောင်မလို့ကျွန်တော်နောက်ထပ်အစာတစ်ခုရှာပြီးတော့တောဝင်မယ်ပေါ့နော်ဆိုတော့ဒါလေးကျွေးကြည့်မယ်စာကျွေးမလို့ကြိုင်ပွဲကကောက်စားသွားတယ်ဆိုတော့ကျွန်တော်ဒီတပွဲကြိုင်လိုက်ပါဦးမယ်ဒါပေါ့နေကြတာပေါ့နောက်ဆုံးပဲပန်းဝင်တာနောက်တစ်ခေါက်လုတ်ကြပြီကွာအဲ့ဒါပြီးရနောက်တော့ကျွန်တော်ရဲ့ညင်းကိုကျွန်တော်အစာကျွေးလိုက်ပါတယ်နောက်ပြီးကြတော့ကျွန်တော်နောက်ထပ်အစာတစ်ခုကိုတော့အောင်စုမှုရဲ့တားလေးတယောက်ကိုထပ်ကျွေးမိတာကလေးချင်းချင်းညှိုးဖောက်မိတော့ပါတယ်အဲ့တော့နောက်တော့တစ်ကောင်ထွက်လာပါပြီအောင်လေးကြည့်မလဲဟိုတော့တစ်ကောင်နဲ့အတူတူပဲလားလို့နော်အဲ့လိုနဲ့ကျွန်တော်အကောင့်တူနေရဆိုပြီးလုံနေတော့မယ်လိုင်းကြပြီးတော့ဂိမ်းထဲထွက်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ကြံဝင်လာတဲ့အခါမှာတော့ဝိတ်ဟိုတော့တစ်ကောင်လေးဘယ်ရောက်ွာပြောဒီကောင်ဟိုတော့ငါစီးလိုက်တဲ့ကောင်ကအစာကျွေးမှုတယ်အဲ့တော့အိုးဟေ့အောင်အကောင်ပေါက်လေဒါဟိုတော့မွေးလာတဲ့ကောင်လေးဟုတ်တယ်ရောက်နမဲတူတယ်ဘာလို့ရွှေရောင်ကျစ်နေရလဲ what the hell ရောမင်းညက်စားစောက်ကြီးစောက်ကျင်နေကွာဒီကောင်ညက်တော့မစားတော့အဲ့ဒါပြီးရနောက်တော့ကျွန်တော်ညင်းကြိုင်ပွဲတစ်ခုကြိုင်ခဲ့ပါတယ်။ကြိုင်ပြီးတော့နောက်တော့ကျွန်တော်အောင်စပူတွားရောက်ကြည့်ခဲ့ပါတယ်။ကျွန်တော်တို့ဒီမှာရောက်မှာပေါ့နော်။โอเคအကိုကြီးကျွန်တော်ဒီညင်းလေးဘယ်လောက်ရမလဲမသိဘူးကြ။ကျောင်းကြီးမင်းကြီးကတော့လက်ကားပေးအောင်ယူမဲ့လို့မရှိဘူး။ဒါမဲ့လည်းငါလက်ကားယူပေးထားလိုက်မယ်မင်းလည်းစိတ်ညစ်နေမှာပေါ့။ကျွန်တော်0ချက်ဖဲရလိုက်တယ်။အဲ့လိုနဲ့ကျွန်တော်အောင်စပူတွားရောက်တာပတ်စံတော့လုံးဝမရခဲ့ပါဘူး။ဒါပေမဲ့လည်းစိတ်ညစ်တတ်တာပေါ့ဒီကောင်ကြီးကိုကျွေးနေရတယ်ကျွန်တော်ပတ်စံကုန်တယ်လေဟုတ်တယ်မလား။အဲ့ဒါပြီးရနောက်မှာတော့ကျွန်တော်ညင်းကြိုင်ပွဲတွေစလိုက်ကြိုင်နေပြီးကြတော့ကျွန်တော်တို့ညင်းတွေကိုလည်းညိုးတွေကြားကြီးဖောက်ပေးခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ညင်းအကောင်းစားတွေလည်းကြားကြီးရခဲ့ပါတယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ကျွန်တော်လူ9ယောက်ကြိုင်နေကြိုင်ပွဲမှာအဆင့်4ရခဲ့ပါတယ်နောက်ဆုံးတော့ကျွန်တော်တို့ကြိုင်ပွဲတိုင်းမှာနောက်ဆုံးကနေပဲပန်းဝင်တာမဟုတ်တော့ပါဘူးကျွန်တော်အဆင့်တစ်ခုတက်တော့ပါပြီLet's go ကျွန်တော်တို့ဒီစတား100တန်းညင်းတစ်ကောင်ရခဲ့ပါတော်တော်မိုက်မဲ့ပုံပဲအဲ့လိုနဲ့ကျွန်တော်ဒီညင်းကိုစမ်းတက်ဖို့ဆိုပြီးတော့ညင်းစည်းကြိုင်ပွဲတစ်ခုမှာဝင်ကြိုင်လိုက်တာလိုက်ကြပြီးထွက်တော့ပါဒီနေ့ဗီဒီယိုဒီလောက်ပါနောက်နေ့မှတွေ့ပါမယ်